ဒီနေ့ဆွေးနွေးမယ့်အကြောင်းကတော့ကျွန်တော် join and release ဆိုတဲ့အကြောင်းအရာတွေက join အကြောင်းကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်။ဒီမှာရှိနေပြည်တော်ဆိုတဲ့ဒီမှာ layer လေးရှိတယ်ပေါ့နော်။နေပြည်တော် layer လေးရှိတယ်။ဒီ table ကြီးဒီကျွန်တော်တို့က feature layer ထဲမှာပါနေတဲ့ attribute data တွေဖြစ်ပါတယ်။ဒီ data ကိုကျွန်တော်တို့ကဘာနဲ့ join မှာလဲဆိုလို့ရှိရင် exec table လေးနဲ့ join မယ်။ဒီ exec table မှာဆိုလို့ရှိရင်ကျောင်းသားဥယျာဉ်စင်းထည့်ထားတဲ့ exec table လေးဖြစ်ပါလေ။ဒီ table နဲ့ကျွန်တော်တို့က join မယ်ပေါ့နေပြည်တော်မှာရှိတဲ့စာသင်ကျောင်းတွေရှိတဲ့ feature layer နဲ့ဒီဘက်မှာရှိနေတဲ့ exec table မှာရှိနေတဲ့ကျောင်းသားအင်အားစင်းကျွန်တော်တို့နှစ်ခုကိုကျွန်တော်တို့က join ကြည့်မယ်ဒီလို join ဖို့အတွက်ကကျွန်တော်ဘာလိုအပ်လဲဆိုလို့ရှိရင်တူညီတဲ့ပေါ့နော် ID ကျွန်တော်လိုရတယ်ကျွန်တော်ဒီမှာကျွန်တော်တို့ school ID ရှိရယ်ဒီဘက်က exec table မှာလည်း school ID ရှိတယ်ဒီနှစ်ခုဒီကျွန်တော်တို့ရဲ့ကိုစားပြုတယ်ပေါ့နော်အမကလန်ကောကိုစားပြုတဲ့ ID နဲ့ဒီမှာရှိနေအမကလန်ကောကိုစားပြုတဲ့ ID နှစ်ခုဒီကျွန်တော်တို့ကတူမရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်စုပေါင်းစုပေါင်း data ဒီ942ခုကျွန်တော်တို့ရှိပါတယ်ဒီနှစ်ခုကိုကျွန်တော် join ကြည့်အောင်ပေါ့နော် join မယ်ဆိုလို့ရှိရင် table option ကနေသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ join and release ကိုနှိပ်မယ်အဲ့ဒီကနေမှကျွန်တော်တို့ join ကိုနှိပ်မှာဖြစ်ပါတယ်အဲ့တော့ join attribute from table ပြီးရတယ်ကျွန်တော်တို့ဒီမှာဘယ် fee နဲ့ join မှာလဲဆိုကျွန်တော်တို့ဒီမှာဘုံသတ်မှတ်ထားတဲ့တူညီတဲ့ original table fee ဒီ school ID ရှိတယ်ပြီးလို့ရှိရင်ဒုတိယကျွန်တော်တို့ join မဲ့ table ကိုကျွန်တော်တို့ကရွေးမယ်အခုလက်ရှိဒီကျွန်တော်ဒီ exec table နဲ့ join မှာဖြစ်တဲ့အတွက် exec table ရှိရနေရလေးကိုကျွန်တော်တို့ကသွားမယ် browse ကိုနှိပ်မယ်exec table ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ exec table တွေကနေမှာကျွန်တော်ဒီမှာ npd student ဆိုရှိတဲ့ကျွန်တော်တို့က data တွေကိုထည့်ထားတယ်ဒါကြောင့်မလို့ဒီရှိကိုကျွန်တော်တို့ကရွေးမယ် add ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က student id ကိုကျွန်တော်တို့ကရွေးလိုက်မယ်အဲ့တော့ join option မှာ keep all record ရှိတယ် keep only matching record ရှိတယ် keep all record ဆိုတာရှိသမျှ record တွေအားလုံးကျွန်တော်တို့ကအတွေ့ရမှာဖြစ်တယ် keep only matching record ဆိုတာဒီခုနကကျွန်တော်တို့ join လိုက်တဲ့ fee နှစ်ခုကတူညီတဲ့ဟာလေးတွေပဲကျွန်တော်တို့ကတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ keep only matching record ပေါ့နော်ဒါလေးကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ပြီးလို့ရှိရင် validate join ကိုကျွန်တော်နှိပ်လိုက်မယ် okay ပေးလိုက်မယ် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ school ကျွန်တော်တို့ feature layer ထဲမှာဒီမှာရှိနေတဲ့အင်အားစင်းတွေကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီလိုအင်အားစင်းတွေရလာပြီလို့ဆိုလို့ရှိရင်ကျွန်တော်တို့ခုနပြောတဲ့ symbology တွေပြုလုပ်လို့ရတယ် analysis တွေကျွန်တော်တို့ကပြုလုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ join ထားတဲ့ဟာဒီ temporary အနေနဲ့ပဲ join ထားခြင်းဖြစ်ပါတယ်ဒါကိုကျွန်တော်တို့အများနဲ့ feature ထဲမှာထည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ဒီ join ထားပြီးသားယူကျွန်တော်တို့ export ထုတ်ရမှာအဲ့တော့ဒီမှာ right click ထောက်မယ် data export data ဆိုပြီး export ထုတ်လိုက်ရင်ဒါ feature layer အသစ်တစ်ခုအနေနဲ့ဒီကျောင်းသားအင်အားစင်းတွေပါနေတဲ့ layer တစ်ခုကိုရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတော့ export ထုတ်မပြတော့ပါဘူးအဲ့တော့ဒါဒီကျွန်တော်တို့က1 to 1ပေါ့နော်1 to 1ကျွန်တော်တို့က feature layer နဲ့ exec table ကို join ခြင်းဖြစ်ပါတယ်အဲ့တော့ဒီ join ထားတဲ့ကိုကျွန်တော်ကပြန်ပြီးတော့ temporary join ထားတာကိုကျွန်တော်တို့ပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုလို့ရှိရင်တော့ table option တွေက join release ကိုသွားမယ်ကျွန်တော်တို့ remove ပြီးလို့ရှိရင် remove all join ကိုကျွန်တော်တို့ကလိုက်လိုက်ပါမယ်ဒါဆိုလို့ရှိရင် join ထားတဲ့ဟာဒီကျွန်တော်တို့မတွေ့ရတော့ပါဘူးဒုတိယအနေနဲ့ကျွန်တော်တို့က feature layer to feature layer ကိုကျွန်တော်တို့ဟာ join ကြည့်မယ်ပေါ့နော်အဲ့ဒီမှာနေပြည်တော် boundary ဆိုတဲ့ကျွန်တော်တို့က feature layer လေးကိုကြည့်အောင်နေပြည်တော် boundary မှာဆိုလို့ရှိရင်မြို့နယ်မြေအင်္ဂလိပ်လိုပါတယ်မြို့နယ်မြေမြန်မာလိုပါတယ်မြို့နယ်ကုတ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဘာတွေနဲ့ကျွန်တော်တို့ join လို့ရလဲပေါ့ဘယ် table နဲ့ကျွန်တော်တို့က join မလဲပေါ့ဒီဘက်ကကျွန်တော်တို့ကနေပြည်တော် town ဆိုတဲ့ကျွန်တော်တို့ feature layer လေးကိုကျွန်တော်တို့ကြည့်အောင်ဒီနေပြီးတော့တောင်းပါဆိုလို့ရှိရင်ကျွန်တော်ဟာပြည်နယ်တိုင်းအမည်ပါတယ်ခရိုင်အမည်ပါတယ်မြို့နယ်အမည်ပါတယ်ပြီးလို့ရှိရင်မြို့နယ်အမည်ကိုမှမြန်မာလိုပါတယ်မြို့နယ်ကိုတွေပါတယ်ပြီးလို့ရှိရင် population နဲ့ပတ်သက်တဲ့ data တွေ household နဲ့ပတ်သက်တဲ့ data တွေပါတယ်ပေါ့နော်ဒီ data table တစ်ခုကိုကျွန်တော်တို့က arrange လုပ်ကြည့်အောင် horizontal arrange လုပ်ကြည့်မယ် okay ကျွန်တော်ဒီမှာ school ဆိုတာလေးကိုကျွန်တော်တို့ခဏ layer လေးခဏအမှန်ချင်းဖြုတ်လိုက်ဒီမှာရှိနေကျွန်တော်တို့ကနေပြီးတော့ boundary ဆိုတဲ့ polygon layer ပေါ့နော်ဒါ polygon layer ဖြစ်တယ်အောက်မှာတော့ကျွန်တော်တို့က town ဆိုတဲ့ point layer လေးဖြစ်တယ် point layer လေးဖြစ်တယ်အဲ့တော့ဒီမြို့နယ်အမည်တွေမှာသူကဘာပါလေလဲဒီ feature layer မှာသူရဲ့ population တွေပါတယ် household တွေပါတယ်ပေါ့နော်မြို့နယ် boundary မှာတော့အဲ့ဒါတွေမပါဘူးအဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့က join ပြီးတော့ကြာဒီလိုအပ်တဲ့ data တွေကျွန်တော်တို့ကလိုချင်တယ်အသုံးပြုချင်တယ်ဆိုလို့ရှိရင်ဒီ feature layer နှစ်ခုကိုကျွန်တော်တို့က join ကြည့်မယ်join ဖို့အတွက်တူညီတဲ့ code ရှိဖို့လိုတယ်ဒီမှာဆိုလဲ tsp code ရှိတယ်ဒီမှာလဲ ts code ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ကတူညီတဲ့ပုံထားပြီးကျွန်တော်တို့ join ကြည့်ကြမယ်
တော့ဒီမှာ MPT တောင်းဆိုတာကျွန်တော်တို့ပိတ်လိုက်မယ်နေပြီးတော့ boundary join မယ်ဆိုလို့ရှိရင် one to one joiner ဖြစ်တဲ့အတွက် table option အပြီးရနဲ့ကျွန်တော်တို့ join and rally ကိုသွားမယ် join ကိုနှိပ်မယ်အဲ့ကနေမှကျွန်တော်တို့ပထမဆုံးအနေနဲ့ TSP code ကိုကျွန်တော်တို့ရွေးမယ်ကျွန်တော်တို့ join မဲ့ feature လေးရာလေးကိုကျွန်တော်ရွေးမယ်ဒါကျွန်တော်တို့ join မှာဒီ NPT DOM ကိုကျွန်တော်တို့ join မှာဖြစ်တယ်အဲ့တော့ဘယ် fee နဲ့ join မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့က TS code ဆိုတဲ့ fee နဲ့ကျွန်တော်တို့ join မှာဖြစ်တယ်ဒီမှာ keep all record ပေးလို့ရတယ် keep only matching record ပေးလို့ရတယ်ဒီမှာတော့ကျွန်တော် keep all record နဲ့ကျွန်တော်နှိပ်လိုက်မယ် validation join နှိပ်လိုက်မယ် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကြည့်ကြအောင်မူလရှိနေကျွန်တော်ဒီမှာမြို့နယ်အမည်အင်္ဂလိပ်လိုမြန်မာလိုမြို့နယ်ကုတ်ကနေကျွန်တော်ဒီမှာ join လိုက်တယ်ကျွန်တော် table လေးကျွန်တော်တို့ကရလာပဲဒီထဲမှာဘာတွေပါလဲဆိုတော့ population တွေကျွန်တော်တို့ပါလာပြီပေါ့နော် population တွေပါလာပြီအဲ့တော့ဒါဒီကျွန်တော်တို့က temporary ကျွန်တော်တို့က join ထားတဲ့ဟာပေါ့ဒါကိုကျွန်တော်တို့ကဒီ population တွေအပါကျွန်တော်လိုချင်တယ်ဆိုလို့ရှိရင် export ထုတ်လို့ရပါတယ်ပေါ့နော် export ထုတ်တဲ့အချိန်ချင်းမလိုတဲ့ fee တွေကိုကျွန်တော်တို့ကဒီမှာ hide ခဲ့လို့ရပါတယ် done fee ရောပြီးလို့ရှိရင်မြို့နယ်မြေအင်္ဂလိပ်လိုတွေမြန်မာလိုတွေကျွန်တော်တို့မယူတော့ဘူးပေါ့နော် done fee ရောဒါတော့ done fee ရောမလိုတဲ့ fee တွေကိုကျွန်တော်တို့က done fee ရောနဲ့ off လိုက်ပြီးရနေကျွန်တော် right click ထောင်းမယ် data export data နေပြီးတော့ boundary join join ဆိုပြီးနာမည်ပေးလိုက်မယ် save ပေးလိုက်မယ် okay ပေးလိုက်မယ် yes ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာနေပြီးတော့ join ဆိုပြီးတော့ table တစ်ခုကျွန်တော်တို့ရလာမှာဖြစ်ပါတယ်ဒီထဲမှာ population တွေပါလာပြီ household တွေပါလာပြီမြို့နယ်မြေခရိုင်မြေတွေပါလာပြီပေါ့နော်ဒီ data တွေပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့ symbology လုပ်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ analyze တွေကျွန်တော်တို့ပြုလုပ်လို့ရမှာဖြစ်ပါတယ်ဒါဒီကျွန်တော်တို့က one to one join တဲ့နည်းနဲ့ join ထားခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ money to one နဲ့ကျွန်တော်တို့ join တဲ့နည်းဖြစ်ပါတယ်ရှေ့မှာကျွန်တော် join ရှင်းပြတဲ့အချိန်မှာကျွန်တော်တို့ one to one join ကိုရှင်းပြတယ် join တာမှာ exit table နဲ့ join တာရှင်းပြတယ်ကျွန်တော်တို့ feature layer နှစ်ခုကိုကျွန်တော်တို့က join တာရှင်းပြတယ်ဒီခါကျကျွန်တော်တို့က feature layer နဲ့ table နဲ့ပေါ့နော်ဒီ database ထဲမှာထည့်ထားတဲ့ table နဲ့ join တဲ့နည်းကိုကျွန်တော်တို့ရှင်းပြမယ်ဒီမှာရှိနေတဲ့နေပြီးတော့ရှိနေတဲ့ school တွေပေါ့နော်ဒီ school တွေမှာဆိုလို့ရှိရင်သူ့မှာပါတာဒီမြို့နယ်အမည်အထိပဲပါတယ်ပေါ့နော်ခရိုင်အမည်တွေမပါဘူးပြည်နယ်နဲ့တိုင်းအမည်တွေမပါဘူးအဲ့တော့ဒီ data တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်တို့ကထည့်ကျင်တယ်ပေါ့နော်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က join ပြီးတော့ထည့်လို့ရပါတယ်အဲ့တော့ဒီ table လေးတစ်ခုကြည့်ကြည့်အောင်နေပြီးတော့ရဲ့ဒါမြို့နယ်အမည်မြန်မာလိုတွေပါမယ်ပြီးလို့ရှိရင်ခရိုင်အမည်ပါမယ်ခရိုင်ကုတ်တွေပါမယ်ပြီးလို့ရှိရင်ပြည်နယ်နဲ့တိုင်းအမည်ပါမယ်ပြည်နယ်နဲ့တိုင်းကုတ်တွေပါမယ်ဒီမှာမြို့နယ်ကုတ်ပါမယ်ပေါ့နော်အဲ့တော့ဒီ table နှစ်ခုကိုကျွန်တော်တို့က arrange ပေါ့နော်တစ်ချက်ကြည့်ကြည့်အောင် arrange ဒီမှာ particle ကျွန်တော်ကြည့်ကြည့်လိုက်မယ်ဒီ table နှစ်ခုမှာနေပြီးတော့ school မှာဆိုလို့ရှိရင်ဘုံတူညီတာဒီမှာမြို့နယ်ကုတ်တွေရှိတယ်ပေါ့ဒါဒီကျွန်တော်တို့ကအများကြီးပဲသူ data ပေါင်းက940နဲ့မှာ2ခုရှိတယ်ပေါ့နော်ဒီဘက်မှာကျွန်တော်တို့ကမြို့နယ်ဒီကျွန်တော်တို့ကဇေယျသီးဆိုဇေယျသီးရဲ့မြို့နယ်ကုတ်ကတစ်ခုပဲရှိတယ်ဒါဒီကျွန်တော်တို့က money to one နဲ့နေနဲ့ကျွန်တော်တို့က join မှာဖြစ်ပါတယ်အဲ့တော့လက်တွေ့ကျွန်တော်တို့သုံးကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ table option ကိုသွားမယ်ပြီးလို့ရှိရင် join and rally ကိုသွားမယ် join ပေါ့အဲ့ရနေမှာကျွန်တော်တို့ဒီမှာ join attribute from table ပြီးရတယ်ကျွန်တော်တို့ဒီမှာဒီခါကြလို့ရှိရင် mmtsp code ဆိုတော့ကျွန်တော်တို့ကနှိပ်မယ် table ဒီနေပြီးတော့ ddst ဆိုတဲ့ table လေးနဲ့ကျွန်တော်တို့ join မယ်အဲ့တော့ဘာနဲ့ join မှာလဲဆိုလို့ရှိရင် tsp code နဲ့ကျွန်တော်တို့ join မှာဖြစ်ပါတယ်အဲ့တော့ keep all record နဲ့ကျွန်တော်တို့နှိပ်ကြည့်လိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့စာသင်ကျောင်းတွေနဲ့ဒီဘက်ကကျွန်တော်တို့ dt st table နဲ့ကျွန်တော်တို့ချိတ်လိုက်တဲ့အချိန်မှာဘာတွေရလာလဲဆိုလို့ရှိရင်ဒီမှာမြို့နယ်အမည်မြန်မာလိုတွေရလာတယ်ခရိုင်အမည်တွေရလာတယ်ခရိုင်ကုတ်တွေရလာတယ်ပြီးလို့ရှိရင်ပြည်နယ်နဲ့တိုင်းအမည်ကုတ်တွေလိုအပ်တဲ့ဟာတွေကျွန်တော်တို့ရလာတယ်ပေါ့နော်လိုအပ်တဲ့ဟာတွေကျွန်တော်တို့က data တွေအားလုံးရလာတယ်အဲ့တော့ဒီ data ကိုကျွန်တော်တို့က export ထုတ်ချင်တယ်ပေါ့နော် export ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းအခုတည်းလိုပဲမလိုတဲ့ free တွေကိုကျွန်တော်တို့ဒီမှာမြို့နယ်အမည်ကုတ်ဆိုလို့ရှိရင်မလိုလားမလိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ tan fee ရောလုပ်ခဲ့လို့ရတယ် object id tan fee ရောဒီမှာမြို့နယ်အမည်ကုတ်ဒီတစ်ခုထားရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကို export ထုတ်လို့ရပါတယ်အဲ့တော့ regular ထောက်မယ် data export data
ပြီးရတယ်ကျွန်တော်ဒီမှာ school နေပြီးတော့ join ဆိုပြီးတော့ကျွန်တော်တို့ထဲရိုက်လိုက်မယ်ပြီးရင် save နေလိုက်မယ် okay ပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာရှိနေတဲ့ကျွန်တော်တို့ဒီမှာနေပြီးတော့ school တွေကျွန်တော်တို့ရလာမှာဖြစ်ပါတယ်ဒီထဲမှာခုနကကျွန်တော်တို့ join လိုက်တဲ့ data တွေပါလာပြီဖြစ်ပါတယ်ဒါဒီကျွန်တော်တို့က temporary နဲ့မဟုတ်ပါဘူး permanent အနေနဲ့ကျွန်တော်တို့က data တွေကို join ပြီးတော့ဖြည့်လိုက်ခြင်းပဲဖြစ်ပါတယ်ဒီနည်းနဲ့ app မှာကျွန်တော်တို့က join လုပ်ပြီးတော့ကြာလိုအပ်တဲ့ data management တွေကိုပြုလုပ်နိုင်ပါတယ်အဲ့တော့ release ကိုတော့နောက် YouTube video မှာကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့မေးမြန်းစရာရှိတယ်ဆိုလို့ရှိရင် comment ပေးနိုင်ပါတယ်ကျွန်တော်ရဲ့သင်ကြားပို့ချမှုကိုကြိုက်တယ်ဆိုရင် like ပြုလုပ်နိုင်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကဒီမိတ်ဆွေတို့ရဲ့အကျိုးရှိရဆိုလို့ရှိရင် subscribe ပြုလုပ်နိုင်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်